quality time လေးကောင်းကောင်းဖန်တီးခြင်းနဲ့ဆိုရင်တော့ဒီ Selwyn Cafe ကိုသွားဖို့အတွက် Honey က recommend ပေးပါတယ်။သူက cafe လို့ပြောပေမဲ့သူ့ရဲ့ဒီနေရာက rooftop မှာရှိတာဖြစ်ပါတယ်။ဆိုင်ရဲ့ဒီနေရာကဘာကရလမ်းမပေါ် My Hotel ရဲ့ဘေးကပ်ရက်မှာရှိတဲ့ Backside One Building ရဲ့ rooftop မှာရှိတာဖြစ်ပါတယ်ရှင်။ဒါလေးကဆိုင်ထဲဝင်ချင်းမြင်ရတာဖြစ်ပါတယ်အတွင်းဘက်အချမ်းပေါ့နော်အပြင်မှာမထိုင်ချင်တဲ့သူတွေအထက်မှာ aircon နဲ့ပဲထိုင်ချင်တဲ့သူတွေအတွက်အဆင်ပြေတဲ့နေရာပါအပြင်မှာပဲလင်းညင်းခံပြီးထိုင်ချင်နေဆိုရင်တော့ဟန်နဲ့တူဆက်ပြီးကြည့်လိုက်နော်ဒါကတော့အပြင်ဘက်ကိုရောက်ပါပြီမီးလုံးလေးတွေဆင်လာတာအရန်လှကောင်းကင်ကလာမင်းယူလည်းမြင်ရတယ်လေးလေးတဖြူဖြူနဲ့အရန်ထိုင်လို့ကောင်းဒါကတော့ရောက်ချင်းဆိုင်ကလက်ဆောင်တိုက်တဲ့ကော့တေးလေးဖြစ်ပါတယ်နာမည်တော့မေ့သွားပြီအရန်နားထောင်လို့ကောင်းတဲ့ saxophone ဖျော်ဖြေတင်ဆက်မှုနဲ့တူစားခဲ့တာဖြစ်ပါတယ်မှာထားတဲ့အစားအသောက်တွေရောက်ပါပြီဒါကတော့ Vietnam ခောက်ဆွဲဖြစ်ပါတယ်ပိုးရှင်းများပါတယ်ဝက်နံယူနဲ့မှာထားတာဖြစ်ပါတယ်ဒါလေးကကိုရီးယားကင်ချီဟင်းရည်အဲ့ဒါကိုစီဖူးနဲ့ဖြစ်ပါတယ်ဒါကတော့အစားမကုန်ခင်အမီရိုက်လိုက်ရတဲ့ပုံလေးဖြစ်ပါတယ်ဒါလေးကအာလူးမုံညင်းထောင်အရန်စားလို့ကောင်းတယ်ရောက်လေရမှာကော်ဖီမတောက်ရရင်မနေနိုင်တဲ့သူမို့လို့ကော်ဖီတော့မှာတောက်လိုက်ပါတယ်ဒါကတော့ဓာတ်ပုံရိုက်တဲ့အစီအစဉ်ဖြစ်ပါတယ်ရှင်ဒါလေးကနေအလိုက်မတူညီတဲ့တင်ဆက်မှုတွေဖြစ်ပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်